cái ông bà vì nào được gì đó rồi chú đi ai vậy thì bà bố bà biểu trên lệ rồi chỉ chỉ muốn được bắt đầu video đi này cho tao mau mình đi sai ra này video đi đi này nó sai ra này video đi đi khán cái nào đấy mà chỉ chỉ muốn rồi cái nào cũng đi này ba làm bộ cái này giờ cái bọn thì chỉ chỉ muốn rồi hảo đấy cái nào đấy đã phát bảo anh chế chế phải chỉ chỉ muốn hụt đi ये जेमु सुरा बाले बो अरा दुरु फुन सुरा ये जेमु सुरा लु फसिटिया मा शी दे लु रेလက်ခံထားကြတဲ့ idea အတွေးခေါ်တွေပေါ့ယုံကြည်မှုတွေဘာသာရေးဆိုင်ရာယုံကြည်မှုရိုးရာယုံကြည်မှုအမျိုးမျိုးရှိတာပေါ့လေဒီထုံတန်းအစင်လာ tradition ပေါ့မနေ့ကဘုံယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်နော်မင်းတို့မေလို့ဖျားကြုံဆိုတဲ့ဟာနော်ဟုတ်လားအခုကစိန်ပြောတယ်သူတို့ရွာဆိုရင်လည်းဒါတရွာလုံးအဖျားကြုံတယ်အရှိသမင်းတရားတော်တို့ရွာသွားတဲ့လေငေါ့ပေါ့ဒါဆိုလည်းသူဖျားကြုံရွာတွေဖြစ်ခဲ့တာဒါကအဲ့ဒီကရှင်မေတွေကသူတို့ဘုရားတိတ်ပြီးဆိုရင်သူတို့ဘုရားကိုရေရှည်ထိန်းသိမ်းဖို့အတွက်ဘုရားကိုကြုံပေါ့ဘုရားကြုံစတဲ့နေရာအမြဲတမ်းဘုရားဟာလုပ်နေရတာမဟုတ်ဘူးကိုမိသားစုလို့လုပ်လို့ရတယ်သို့တော့ဘုရားနဲ့ပတ်သက်ပြီးတော့မဖြစ်မနေဝေယဝိဆတွေတော့မို့ဘုရားအတွက်ဝေစုတွေပေါ့ဒီလိုမျိုးတွေရှိတယ်ဥပမာ10တင်းစမား10တင်းရတယ်ဆိုရင်တတင်းကဘုရားဝေစုဆိုတာမျိုးတွေဖြစ်ကောင်းဖြစ်မယ်ပေါ့လေအဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါတွေကိုဘယင်တွေကသတ်မှတ်ထားခဲ့တယ်အဲ့ဒါတွေကိုလိုက်နာရင်ဘာဖြစ်ပါစေဆိုတဲ့ကျိန်စာတွေလည်းရှိတယ်အဲ့ဒီကျိန်စာအတိုင်းတကယ်ခံရတာဒါသူတို့တော်တော်စွမ်းတယ်စိတ်ပန်းသက်အားယုံကြည်မှုလည်းဖြစ်နိုင်တယ်ပေါ့ဒါ tradition ယုံကြည်မှုဆိုတာနိုင်ငံတကာမှာရှိတယ်ဥပမာဘုံဘုံတို့ကြိုင်ကြီးဘုရားပေါ်ကိုမိမတွေတက်ရတယ်ဟုတ်ပြီနော်နောက်တကဟိုဘကရွှေဆက်တော်ဘုရားပေါ့လေအဲ့ဒီမှာကန့်သက်ထားတဲ့နေမျိုးမရှိဘူးလားရှိပါတယ်ခင်ဗျာအဲ့ဒီနေရာတွေကိုမိမတွေဝင်ရဘာဖြစ်လို့ဝင်တော့ဘုံဘကဥနာအောင်မင်းတို့သိလားဥနာအောင်ကြားဘူးလားဟောမင်းတို့ကြောင်းနေမှာဘာမှမသိတော့ဘုံတို့ကဥနာအောင်ကြောင်းနေပါလေတင်းတယ်အင်္ဂလိပ်ကုမ္ပဏီနဲ့တင်မော့အပြိုင်ဆွဲတဲ့ကရင်လူမျိုးကြီးလေဥနာအောင်ရွာကောကနုတ်ရွာဆိုတာရှိတယ်အဲ့ဒီမှာလဲတိမ်ကြီးတဲ့ရှိတယ်အဲ့ဒီတိမ်ကြီးမိမတွေမဝင်အောင်အခုပြောတဲ့ဘုရားတွေသတ်မှတ်ထားတဲ့ဘုရားနေရာတွေအခုပြောတဲ့တိမ်တွေနေရာတွေမှာဝင်မိုးချိုးပြစ်မယ်ငလင်လုံးမယ်ကတ်ကြီးတွေကြမယ်ဒီလိုမျိုးသူတို့တွေ6လနဲ့စကားတွေရှိအဲ့ဒါတကယ်လားဆိုတော့တကယ်မဟုတ်ပါဘူးအဲ့ဒါတခါနိုင်ငံခြားအမျိုးသမီးတယောက်ကယောက်ျားလေးလိုဟန်ဆောင်ပြီးတော့ဂျယ်ရီယိုဘုရားပေါ်တက်တယ်ဘာမှမဖြစ်ဘူးအဲ့ဒါဘာကြောင့်လို့ဆိုတော့ဒါတို့နားလိုက်ထားအဲ့ဒါဘာသာရေးနဲ့ရည်ကြည်မှုနဲ့တွဲပြီးတော့နားမလဲတာ It is not religion it is tradition ဒါဘာသာရေးမဟုတ်ဘူးဒလိထုံးတဲ့ယုံကြည်မှုအဆင့်လာတာဖြစ်တယ်ဟုတ်နော်မြတ်စွာဘုရားသတ်မှတ်ခဲ့တာလည်းမရှိဘူးမြတ်စွာဘုရားရှင်လက်ထက်ကမြတ်စွာဘုရားထိုင်းနေတဲ့နန်းတပါးနဲ့တရင်သုံးတဲ့နေရာကိုဒီမှာမိဖုရားကြီးရောက်လာတယ်ဘုရားနဲ့ရောက်လာလို့မိုးကြိုးမပြစ်ပါဘူးမိမတွေမဝင်ရဘူးဘုရားနဲ့မတွေ့ရဘူးဆိုတော့ဝိရိယပြည့်ချက်လည်းမရှိပါဘူးနော်ရဟန္တာငါတွေကိုတော့အမျိုးသမီးတွေနဲ့တွေ့မယ်ဆိုရင်သတ်မှတ်ထားတဲ့အမျိုးသားတွေနဲ့ပါမယ်ဆိုတာမျိုးတွေပါရှိသတ်မှတ်ချက်တွေရှိတယ်ပြောချင်တာမြတ်စွာဘုရားနဲ့အမျိုးသမီးတွေမတွေ့ရဘူးအနိကမသွားဘူးဆိုတာမျိုးတွေမရှိပါဘူးဒါကြောင့်အခုမြန်မာပြည်မှာသတ်မှတ်ထားတဲ့ဒီနေရာကိုဘုရားမဝင်တဲ့အရွှေတုံဘုရားအထက်ပြည့်ပြန်ပေါ့လေအမျိုးသမီးတွေမတက်နဲ့ဆိုတချို့လည်းခိုးတက်ကြတာတချို့ရတယ်အကြီးအကဲတွေနဲ့နှိစက်တဲ့ဟာတွေရအောင်တက်ကြတာတွေလည်းရှိဒါတွေလည်းကြားနေတာဘာဖြစ်လဲဘာဖြစ်ပါဒါပေမဲ့ဘုန်းတော်ဘာကြောင့်ဒါကိုသတ်မှတ်တာလဲဆိုတော့ဒလိထုံးတဲ့ယုံကြည်မှုအရာအမျိုးသမီးတွေနဲ့အမျိုးသားတွေဆိုရင်သဘာဝအရာပေါ့လေနော်အမျိုးသမီးတွေမှာအညစ်အကြေးဆိုတာရှိသဘာဝအညစ်အကြေးအဲ့ဒီအရာတွေကသူတော်ကောင်းတွေတရားနှလုံးသွင်းတဲ့နေရာမှာ
ဒီအညစ်အကြေးတွေထင်းသွားမှာဆိုလို့ကြံခဲ့မှာဆိုလို့အမျိုးသမီးတွေရပဲတတ်မှတ်ခဲ့တယ်ဒီလိုနေရာတွေကိုမသွားနဲ့သူတော်ကောင်းတွေမှုလျော်တဲ့နေရာဆိုအမျိုးသမီးတွေရပဲတတ်မှတ်ခဲ့နောက်ရင်လွမ်းတပတ်တွေပါလေကိုသမီးတွေတပတ်တွေပတ်တယ်ဆိုတာအဲ့ဒါပဲလောကမှာမပွန့်ပေါ်အပ်တဲ့အရာ၃မျိုးပဲအပရိစ္ဆဏသုံးပါပြောထားတာရှိတယ်နံပါတ်1အမျိုးသမီးတွေရဲ့ကိုယ်ငါစိတ်ပိုင်းနံပါတ်2မိစ္ဆာယန္တရားအတ္တတွေပေါ့နံပါတ်3မိစ္ဆာဒိဋ္ဌိတရားတွေအဲ့ဒါတွေကလောကမှာထင်သာမြင်သာဖြစ်လာလို့ကျေပြန့်လာတယ်ကိုနေရာတွေနေရာတွေ့နေရပြီအဲ့ဒါဆိုရင်လောကဆုတ်ယုတ်ကြောင်းပျက်စီးကြောင်းပဲအခုမိန်းကလေးတွေဘယ်လိုနေကြလဲဒါမင်းတို့ဒီမှာနေကြတော့သူတော်ကောင်းဝင်းကျင်ဆိုတော့မင်းတို့ရေကြီးကြီးတိမ်တိမ်ဝင်နေရတယ်ပေါ့တို့ဂျပန်ရောက်လို့တစ်တော့ဆိုရင်ဘယ်လိုလာမလဲမသိဘူးနော်တခြားတစ်တော့ဆော့နေတဲ့နေရာတွေဘယ်လိုနေလဲမသိဘူးတစ်တော့ကမိန်းကလေးတွေ10ယောက်ဆိုရင်9ယောက်လောက်ကဘာလုပ်ပြဟိုတယ်မင်းတို့တော့ဝါနာပါတဲ့ကောင်းနေနော်ဟေးဟုတ်ပြီဒါတွေတွေ့နေရနော်ဆိုနေရာတိုင်းမှာပေါ့လေတချို့ဆိုရင်ပုံစဉ်းစားတယ်အဲ့ဆိုရင်သူတို့မိဘတွေဘယ်လိုကြည့်နေလဲမသိဘူးနော်စဉ်းစားကြည့်တယ်ပါမိဘနေရာမှာအမေဆိုတော့ထားလိုက်ပါတော့အဖေမရှက်ဘူးလားမသိဘူးလူသမီးတွေဒီလိုလုပ်နေတာစဉ်းစားစရာမကောင်းဘူးလားအဲကြောင့်သားတို့သမီးတို့ပေါ်တဲ့အရာကဈေးကြီးလားဈေးနေလားဈေးကြီးပါဗျာအမြဲတမ်းမြင်နေရတဲ့ဟာရိုးမသွားဘူးလားသွားပါဗျာမင်းတို့တန်ဖိုးရှိအောင်မနေတာဟုတ်လားကိုတန်ဖိုးကိုချနေတာနော်အိန္ဒြေရတဲ့သူကယောက်ျားကောင်းနဲ့ပဲရမှာပေါ့သိက္ခာရှိတဲ့အမျိုးသားမိန်းမကောင်းနဲ့ပဲရမှာပေါ့ဘယ်မိန်းကလေးတွေကလည်းအိန္ဒြေမရှိတော့ဘူးယောက်ျားတွေကလည်းသိက္ခာမရှိတော့ဘူးဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုတော့ဘာမှမရှိတော့ Buddhist culture ဘုရားအဆုံးအမရယဉ်ကျေးသိမ်မွေးရမယ်မြန်မာတွေရဲ့ယုံကြည်မှုရ tradition အမျိုးသမီးကောင်းတွေမိန်းမမြင်းစင်ယဟန်တဲ့အိန္ဒိယပုဂ္ဂိုလ်၄ယောက်ဘယ်နှယောက်တော့မိန်းမတဲ့အမျိုးသမီးတွေကအိန္ဒိယရမယ်သွားတာလာတာစားတာတော့ရီတာဟေးလင်ခေါ်တဲ့ပုံစံမရအောင်ဒါကိုပြောတာအခုကလင်ခေါ်တဲ့ပုံစံရီနေတာလေနော်ကိုရင်းကြရှိရင်ကြအတန်စူးစူးဝါးကြီးနဲ့ကြီးစကားကိုသိကြဲကြဲမပြောအဲစကားကြဲတဲ့အမျိုးသမီးဒါကောင်းဟုတ်လားရတသတိထားမင်းနဲ့ရှင်မင်းကဗျာမတာသွားလို့လာလို့မရအောင်နေလို့ထိုင်လို့မရအောင်အိန္ဒြေရာသအိန္ဒြေဆိုအိန္ဒြေပြအောင်ပြောလို့ဆိုလို့မရဘူးအဲအိန္ဒြေမရတဲ့ဘယ်တွေကြတော့ပြည်သူတွေကမကြည်ညိုဘူးလေအမင်းတို့တွေ့နေကြတာနော်ဆိုအိန္ဒြေရဖို့အရေးကြီးလားမရှိဘူးလားအိန္ဒြေနဲ့မှင်းနဲ့ဒီလိုနေရတာနော်မိမမြည်မင်းပြီးတော့ကဆင်ရှင်မြင်းစီးတဲ့စီးတော့ဆင်ကျန်တဲ့ဆင်နဲ့မတူအိန္ဒြေရသွားဒီဆင်ကြီးကမင်းစီးတဲ့ဆင်ဆိုတာကကြိုးတန်စာတွေနဲ့ဆင်ပြီးကြကြနနသွားတာအဲ့လိုမျိုး train ပေးထားတာအဲ့ဒီဆင်ကြီးကအရက်ထဲမှာရှိတဲ့တာမန်ဆင်တွေနဲ့မတူဘယံမတာသွားလို့မရဘူးအဲ့ဒါဆိုရှင်မြင်းကြီးရဲ့အိန္ဒြေပါတိကြိုက်ယဟန်လည်းအိန္ဒြေရအခုတော့ဘုန်းကြီးတွေကလည်းလူတွေလိုပဲတစ်တော်ဆိုတာတစ်တော်မှာပညာရေးပေးတာမဟုတ်ဘူးတရားဟောတာမဟုတ်ဘူးလူတွေလိုပဲမနေ့ကလည်းဘုန်းကြီးတွေတွေ့တယ်အဲဒီလုံနေကြအောင်ဆိုတော့အဲ့ဒါကြီးပေါ့ကွာမကောင်းပါဘူးပြောရရင်နော်ဆိုတော့ဘုံမောတော့ရှက်တယ်အဲ့ဒါမျိုးကြီးတွေမလုပ်သေးချင်အဖိုးကြီးတွေကလည်းတို့တဲ့အတူတူပဲဟာလို့တန်းကြည့်ခံလူတွေကလေအတူတူပဲဟာဆိုပြီးတန်းကြည့်ခံအဲ့ဒါကကိုပြောလိုက်တာနဲ့ကျန်တဲ့ဘုံကြီးတွေဒီကိုတော်တွေနဲ့ဒီကိုတော်နဲ့အတူတူပဲလို့ပြောခါအခုမှသူတို့ဘာတလုံးမှမသိသေးဘူးခုမှဝက်လိုက်ကြတဲ့ကိုတော်တွေဒါပေမဲ့ဘုံကြီးလို့မြင်တဲ့အကုန်မြင်မသွားဘူးလားဟုတ်လားအဲ့ဒါမင်းတို့ကအရှိရကိုတော်တွေနဲ့ဘုံနဲ့ဒီနဲ့အတူတူရှင်းထိုင်ဘာကွာတော့ပုံစံဘာမှမကွာဘူးနော်ဒါပေမဲ့လုံရဲ့အတွေ့အကြုံရဲ့ဖြစ်ကျင်ထားတဲ့အလေးကျင့်ကောင်းတွေရဲ့တူလားတူပါဗျာဒီကိုတော်တပါးအနေထိုင်မတတ်တာနဲ့ဘုံကြီးတွေမင်းတို့ချတယ်လေမမြင်ဘူးလားမင်းတို့လို့အနေမများဘူးလားများပါဗျာသတိထားဖို့နော်ဟုတ်ပြီလားနော်အဲ့ဒါတွေကိုသတိထားဖို့အိန္ဒြေရမယ်ပုဂ္ဂိုလ်ဘယ်နှယောက်တော့4ယောက်3ယောက်3ယောက်5ယောက်4ယောက်ဟာပြောနေပေါ့4ယောက်ပါဆိုမှာဘာတွေတော့မိမမင်းစင်ယဟန်အဲ့ဒီပုဂ္ဂိုလ်ဘာတော့အဲ့ဒီ4ယောက်ဟာအိန္ဒြေရရင်တန်ဖိုးရှိ
အိမ်တွေကြီးတော့တန်ဖိုးကြီးတယ်အိမ်တွေမရရင်တန်ဖိုးမရှိတော့ဒါပဲမင်းတို့နော်လင်ကောင်သားကောင်းလို့ချင်းအခုနေရအိမ်တွေရအောင်နေရကိုငငယ်တော့တယန်းခဲ့တဲ့ဟာတွေကြည်လာတော့ကိုသားသမီးတွေပြန်ပြရဘယ်လောက်ရှက်စရာကောအင်တာနက်ခေတ်မှာအကုန်သိမ်းထားလို့ရငယ်ကျိုးငယ်တာတွေအကုန်ပေါ်လို့ရမရဘူးလား digital brand ရှိရဘယ်ကလေးတင်တဲ့တော့ branded personal brand တစ်ခုဘယ်လိုဒီစောက်မလဲသင်ခဲ့တယ်ထားလိုက်တော့ digital brand social brand ဆိုတာရှိ social မှာမင်းတို့ဘာတွေကြည့်နေလဲဘာတွေတင်းနေလဲဘယ်လိုသုံးနေလဲအဲ့ဒါမင်းတို့ရဲ့ brand ပဲအဲ့ social brand ကအိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာဟာပြန်သိမ်းလို့ရတယ်နော်အဟောစရာကောင်းတဲ့နေပညာတွေကကြောက်စရာကောင်းနော်ကြောက်စရာလည်းကောင်းအကျိုးလည်းများသလိုကြောက်စရာလည်းကောင်းဒါကြောင့်ယဉ်ကျေးမှုဆိုတဲ့နေရာမှာလူ့ဘဝတည်တရားကလက်ခံထားတဲ့ idea အတွေးခေါ်တွေယုံကြည်မှုတွေဒီလေးထုံးစံစင်လာတွေအဲ့ဒါတွေအားလုံးဘာလို့ခေါ်ယဉ်ကျေးမှုလို့ခေါ်တယ်ဒါချက်ပြောရင်ချက်ပြောတော့အခြေကြီးပေါ့ကွာဟုတ်လားကဲအဲ့ဒါဆိုသားတို့သမီးတို့ဒီလေးထုံးတန်းအစင်လာတွေနဲ့ပတ်သက်ပြီးမင်းတို့ပြောကြည့်သမားဟုတ်ကနည်းနည်းနားလဲလောက်ပြောကြည့်သမားလက်ထောင်ပြီးပြောကြည့်ဒီလေးထုံးတန်းအစင်လာဒီလေးထုံးစံဆိုတာဘယ်လိုဟာမျိုးတွေပြောတာယောဂလာတော့ပြရတယ်အေးဘယ်လိုဟာမျိုးတွေဥပမာပေါ့ကျိုးနဲ့ကူးွယ်လာအေးငကိုးွယ်တယ်အဲ့ဒါကျတော့ယုံကြည်မှုတွေဖြစ်သွားအခုဒလီထုံးတယ်ဆိုဘယ်လိုဟာမျိုးတွေ tradition ပေါ့ tradition ဆိုတဲ့မှာဘာတွေပါအဝိအစားတွေနော်ဟိုမြန်မာ tradition ဆိုတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါလိုပဲကချင်ကရကရင်ရှင်တို့ရဲ့ tradition တခြားတွေဘာတွေရှိသေးလဲပြောဘုရားသွားဖက်နဲ့ချို့အောင်မယ်ဘုန်းကြီးကျောင်းတို့ဘုရားတို့သွားဖက်နဲ့ချို့အောင်မယ်ဒါလည်း tradition တွေပဲဟုတ်တယ်နော်နောက်ထပ်ရောပြောပါအောင်ပွဲတော့ဘယ်လိုပွဲတွေတကြံပွဲတွေပါတယ်ဒါ tradition တွေပေါ့နော်ရိုးရာနေ့စဉ်မပြည့်ကျင်းပတဲ့ပွဲတွေပေါ့ tradition တွေပေါ့နော်ကောင်းပြီဗျာနောက်ထပ်ပြောပါအောင် tradition ဆိုကြားပါလိမ့်ပါလက်မှုလုပ်ငန်းတွေဘာတွေတော့ရေကန်အတက်မျိုးတွေလည်းပါမယ်တခြားရောဗတ်စင်မျိုးပေါ့ဆိုတော့ဟုတ်လားဒါတွေကလည်းဒီ traditional handicraft ခေါ်မှာပေါ့ရိုးရာလက်မှုတက်တွေပေါ့တခြား tradition ဆိုတာဘာတွေရှိနေလဲမင်းတို့ငကြည့်ကြတဲ့ထဲမှာမပါဘူးလားငါအဲ့လိုပြောမှမင်းတို့တော့ပေါ့ဘာတွေတော့ခေလက်ဖက်တော့မြန်မာရဲ့ traditional food ဆိုရင်တို့မင်းတို့ရှစ်တောင်အရှာမှာရှာကြည့်လိုက်လေမြန်မာတွေရဲ့ရိုးရာအသားဟာလက်ဖက်တော့traditional flour ဆိုတာရှိတယ်ရိုးရာပန်းမြန်မာတွေရဲ့ရိုးရာလည်းဖြစ်တယ်ဂုံဆောင်တဲ့ပန်းဆိုရင်မတော်ပန်းဒီလိုမျိုးပေါ့ရခိုင်ဆိုရင်ဒဇင်ဘအေးမင်းတို့အဲ့ဒါ tradition ဟုတ်နော်အဲ့တော့ tradition လို့ပြောရဲကိုလည်းပဲအကျယ်ကြီးနော်ဟုတ်လားတက်ရှိရောမပါဘူးလားပါပါဗျာတက်မဲ့ရောမပါဘူးလားပါပါဗျာမင်္ဂလာဆောင်တယ်ပေါ့ဒါပေသမီးယူအာဝါဟဝိဝါဟအစိုးတန်းတယ်ကျင်လည်းမရဆိုတဲ့အမင်္ဂလာဆောင်တဲ့ဟာတွေဒါတွေလည်း tradition တွေဟုတ်လားဒီကနေ့ကျတော့ live it together ကျတော့ဒါမြန်မာ tradition တော့မဟုတ်ဘူးအနောက်တိုင်းကတော့ဒီတိုင်းနေကြတယ်ကြိုက်အတူတူနေပေါ့လင်မယားလိုနေပေါ့သဘောကျတဲ့ချိန်အိမ်တော်မျိုးပေါ့သဘောမကျရင်လည်းမပြုတ်နဲ့ပေါ့ဒီလိုမျိုးပေါ့သူမြန်မာတွေကျတော့အဲ့ဒါလက်ခံမထားဘူးဒါပေမဲ့လက်ခံတာမထားတာမြန်မာပြည်မှာအဲ့လိုနေကြဟာတွေအများကြီးရှိသွားတယ် tradition တွေကြိုးပေါက်သွားဟုတ်နော်ရိုးရာအစင်လာတွေပြတ်သွားရင်လူမျိုးပါပြတ်ရိုးရာအစင်လာတွေပြတ်ရင်လူမျိုးပြတ်ဘာပြတ်လဲအစင်လာကြီးလူမျိုးဆိုတာကမင်းဘာလူမျိုးဗမာလူမျိုးမင်းဗမာလူမျိုးဆိုဘယ်လိုဝတ်တယ်ဘယ်လိုစားတယ်ဘယ်လိုနေတယ်ဘယ်လိုပြောတယ်ဘယ်လိုတွေကိုယ်ွယ်ယုံကြည်တယ်ဒါမသိဘူးလားအဲ့ဒါတွေအကုန်ဖြည့်ဆည်းတော့ကမြန်မာလူမျိုးလို့ပြနေတာသင်္ကေတရှိသေးလားရှိပါပါဗျာဟုတ်လားသင်္ကေတတို့အမှတ်တစိတ်တွေအဲ့ဒါ tradition တွေပဲလေဟုတ်ပြီနော်အဲ့ဒါတွေကိုစောင့်တင်းရကောင်းမှမသိဘူးဆိုတဲ့အခါ tradition တွေပြတ်သွားမြန်မာလိုကလားလိုဂျပန်မလိုတရုတ်မလိုကိုရီးယားလိုဘာလိုညာလိုပေါ့ကွာသူကိုယ်သူကြတော့လဲဘာဖြစ်လို့ဖြစ်နေမှမသိဘူးလို့ဖြစ်နေတာနော်လောကထဲမှာ trademark ပျောက်သွားတာ tradition ဆို trademark တစ်ခုပေါ့ trademark ပျောက်သွားပြီဆိုတော့ဘာကြံမလဲပေါ့နော်လူမျိုးတို့ဘာသာတို့သာသနာတို့ဘယ်လိုမျိုးပြောလို့ရမလဲပေါ့ကဲမြတ်စွာဘုရားရှင်ရဲ့ဒီဗုဒ္ဓဘာသာရဲ့ trademark တစ်ခုပေါ့ကွာအခြေခံအပြင်ယုံကြည်မှုဆိုရင်ကံရဲ့အကျိုးကိုယုံကြည်ရမယ်
မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ကောင်းတာလို့ရင်ကောင်းတာဒါအခြေခံမကျန်တာမသိနေရောဒါဆိုတခြားဘာသာတွေမှာဒီထိတ်မှမရှိဘူးလေဟုတ်လားဒါမြတ်စွာဘုရားရှင်ရဲ့အသုံးပါတွေမှာဒါ Buddhist culture လို့ခေါ်တယ်အနေဆုံးပေါ့အခြေခံအကျဆုံးပေါ့အဲ့ဒါမျိုးတွေဒါကြောင့် tradition တို့ culture တို့ဒါတွေအများကြီးရှိပါတယ်။ကြင်ထားတော့အဲ့တော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ဒါလေးတစ်ခေါက်ပြန်ပါယဉ်ကျေးမှုကိုသိခဏဝဇ္ဇသင်ရမုန်းနဲ့ပဲဘို့လို့ပြောကြည့်အောင်နော်အဲ့ဒီမှာမြန်မာဝိဇ္ဇုပ်ပေါ့ဒါလည်းလည်းရပြီးသားခက်ပေါ့ကွာအဲ့တော့အမျိုးသားတွေလည်းပွဲနဲ့ခန္ဓာနဲ့ဆိုရင်မောင်ကျက်တည်းကောင်းပေါင်းအခုတော့ရှာတော့တို့နောက်ပြန်ဆောင်ဒီလိုမျိုးဖြစ်သွားတာဘေးတိုက်ဆောင်တယ်ရှာတော့ဆိုအန်မိုင်တို့ပါတဲ့ဘေးတိုက်ဆောင်တယ်ဟဲ့လားဒါတော့မောင်ကျက်တည်းကောင်းပေါင်းနဲ့နည်းနည်းလေးတော့နီးစပ်ပါတယ်ဟုတ်လားအဲ့ဒါတော့အမျိုးသမီးတွေလည်းဒါဂျိတ်တို့ပါတယ်နဲ့မပါဒါကတော့ဒီကနေ့ခေတ် model တွေပေါ့ဟန်ဆောင်ပန်းဆောင်ရိုက်ပြတော့လူတွေဒီချိန်လောက်ဝတ်တာပါကျန်တဲ့ရင်ဝတ်ချင်မှဝတ်တယ်ပေါ့နော်ဟမ်ဒါမြန်မာဒါ2010ဝန်းကျင်အတော်ရင်ကြီးသေးတယ်အတော်ရင်ကြီးသေးတယ်အတော်လုံနေတယ်လို့ပြောဟုတ်လားကတဲ့အကကြတော့လေဘီယာပလင်းကင်ပြီးကိုကြီးကျော်လို့ပြောပါလေလို့မင်းတို့ခုနပြောတယ် tradition ဟဲ့လားရိုးရာမပြည့်ပွဲတော့မြန်မာတကြံလေဟုတ်လားမြန်မာရဲ့ယဉ်ကျေးမှုအဲ့ဒါမြန်မာ tradition မဟုတ်ဘူးဗျအိန္ဒိယနဲ့ကူချတာအိန္ဒိယနဲ့ကူချတာဒါကနရပတိမင်းလက်ထက်မှာပကံမှာပကတကြံဆိုတာစပြီးတော့ပေါ်လာတာဟိန္ဒူယဉ်ကျေးမှုကနေကူချတာမြန်မာယဉ်ကျေးမှုအစ်မဟုတ်ဘူးနော်သင်္ကန်တစာပေမှာသင်္ကန်တကူပြောင်းတယ်လို့အဓိပ္ပာယ်နှစ်တစ်နှစ်ကလည်း calendar change တော့ပြောတာအဲ့သင်္ကန်တအဲ့မှာနှစ်တစ်နှစ်အကူပြောင်းမြမအစင်လာရကောင်းမှုကုသိုလ်တွေပြုကြအဲ့ဒီမှာအတာရည်လေးတွေနဲ့ဆိုတဲ့နောက်မှထပ်ဖြည်းဆွမ်းနဲ့နောက်တော့မိသက်ပိုင်နဲ့ပြစ်တာဟုတ်တယ်မလားအိုးမင်းနဲ့သုတ်တာဟုတ်ပေါ့အဲ့ဒါမျိုးတွေဖြစ်သွားတယ်တောက်ကျင်မကောင်းတဲ့ညင်တွေပါလာတာပေါ့နော်အကျင်မကောင်းတဲ့ညင်တွေပါလာတာအဲ့တော့ဥဒကပူဇာဆိုပြီးအိန္ဒိယမှာရှိအိန္ဒိယမှာရေချိုးပွဲတော်ဆိုရှိတယ်မင်းတို့နောက်တစ်နှစ်လောက်ကျမှငါခေါ်သွားဥဒကပူဇာဟုတ်လားဟိုဟိမဝန္တာမှာတရားကျင့်နေတဲ့ဆွာမီကြီးတွေပေါ့စာတူကြီးတွေသူတို့ကနှစ်10နဲ့ချီပြီးတော့ရေမချိုးကြဘူးအဲ့လိုနေကြတာအမွှေးတွေကလည်းချုပ်ချက်ခတ်လို့အဲ့ဒါသူတို့ကနေပြီးတော့ရေချိုးဆင်းလာပြီဆိုရင်သူတို့ရေချိုးပြီးတော့အောက်ကိုကျသွားရင်ဝင်ကြီးတွေအစိုးရအကြီးအကဲတွေမိုဒီတို့တောင်မနေအဲ့ဒီအောက်ကနေချိုးရအဲ့ဒီအောက်ကနေတထေးတွေနောက်ဇက်တပြေးချင်းနှိမ့်သွားတာဇက်နှိမ့်တော့ပုဂ္ဂိုလ်တွေကတော့အောက်ဆုံးမှာချိုးရရေချိုးပွဲတော်ဆိုပြီးရှိတယ်ဟောနောက်တစ်ခါဂျိမ်းဘာသာကျတော့ဂျိမ်းဘာသာဘုန်းကြီးတယောက်ကအိမ်ရောက်လာပြီဆိုရင်အဲ့ဒါအမျိုးသမီး9ယောက်နွားနုတွေပါနေနဲ့တေးချနွားနုတွေကိုခေါင်းပေါ်ယူရအားတို့စိမ့်နေပေါ့ကွာအဲ့ခုနှစ်ပတ်ပတ်ပြီးအဲ့ဒီကိုတော်ကြီးကိုဟိုနေရာကိုရေလောင်းအမြင့်ပေါ့ကွာနော်အဲ့ရေလောင်းပြီးအောက်ကနေပြီးတော့ခွက်လေးနဲ့ခံတာသားကောင်းသမီးကောင်းလို့ကြီးအဲ့ဒါလေးတွေတောက်နောက်တစ်နေ့ကျငါလက်ဆောင်ယူခဲ့မယ်နော်အိန္ဒိယသွားရင်ဟုတ်လားတောက်ချင်ကြလားစိတ်ထဲမှာတော့ကောင်းတော့မတော့ဘူးမင်းတို့စဉ်းစားနေကြတယ်အဲ့ဒီအစင်လာတွေကနေဟိုရောဒီရောနဲ့အဲ့ဒါကြံသွပြီးဖြစ်လာတာထားတော့လက်ခံလို့ရသေးတယ်နော်တရားကမွန်းနေနဲ့သူတော်ကောင်းအကျင့်တွေကျင့်ကြတယ်မိဘတွေကိုခြေသက်လက်ပြအဖိုးဘွားတွေကိုခြေသက်လက်နဲ့ဖြတ်ပေးတယ်အခုတော်ကောင်းမှုတွေပြုကြတယ်ဒါကောင်းတာဗောဘုရားရဲ့အဆုံးအမတွေပါနေတာဒါကောင်းတယ်လေတို့သောမိသက်ပိုက်ကြီးတွေနဲ့ထိုးတာတွေအသက်ကုံပေါက်ကြီးတွေဖွင့်ပြီးကဲတာတွေနောက်တော့မူးတယ်တောက်တယ်သူ့လည်းမကိုယ်လည်းမသိဘူးဟောတော့ယောက်ျားလည်းမိန်းမလည်းမသိဘူးနော်မနေ့ကဘုန်းပြောတယ်ကွင်းမြင်မှာမဟုတ်တော့ဘူးဘယ်ရောက်ပါတချို့ကခြုံနဲ့ရောက်တချို့ခြုံနဲ့ထိတောင်လည်းမဆောက်နိုင်ကြတော့ဒီလောက်ကြီးဖြစ်သွားတယ်လူစိတ်ကြောက်သွားအခုခေတ်ကျမူးရည်သေးတွေပါလာတော့ပို့ဆိုးတာနော်ရေဆိုတော့လေသူများပေးတဲ့ရေအသိမချအချိုရေဆိုတဲ့အချိုရေအသိမချအဲ့ဒါနဲ့ကြံတွေလင်းကောင်းမပေါ်တဲ့သားတွေသမီးတွေဘယ်လောက်ရ
တချမ်းနော်လင်ကောင်မပေါ်ဘဲနဲ့ကိုယ်ဒီမှာကြံခဲ့တာပေါ့ကွာအဲ့ဒါလေးနော်အစင်လာတွေပျက်စီးသွားခုနရိုးရတို့တော့ရိုးရတွေကနေပြီးတော့ရိုးရမဟုတ်တဲ့မရိုးမရဟာတွေထည့်လိုက်တော့လူမျိုးလည်းပြက်ဘာသာသာသနာလည်းပြက်တိုင်းပြည်ရဲ့အလေးစရိုက်တွေလည်းပြက်မြန်မာပြည်ဘာမှကုန်ဘူးပြန်မကျတော့ကတော့လေဘယ်လိုကတိုင်ပတ်တဲ့ကဟောကလာကိုတိုင်ပတ်တဲ့ကတနိုင်ငံလုံးတိုင်ပတ်တယ်ဟုတ်တယ်မလားနော်ဘောပေါက်တယ်လို့တိုင်ပတ်တယ်လို့ဘုန်းတို့ဒါအရက်ထဲမှာဒါဘန်းစကားတွေလေ slang လို့ခေါ်တယ်အဲ့ဒါတွေကအခုတကယ်ကိုပြင်မှာဖြစ်လာဟုတ်ပြီနော်ဒါကနေ့ဘာ TikTok မှာနာမည်ကြီးပါတယ်သူများသားလေးဟုတ်လားမင်းတို့တော်တော်ရိုးနေတာငါတော့ခဲ့ပါဒါတော့မပြောတော့မင်းတို့နေပါတော့နော်ငါတော့နောက်ဆုံး update တွေလည်းလေ့လာတယ်သူတို့ဘယ်လိုသုံးကြတာဘယ်လိုပြောကြတာခုနပြောတယ်ကတာကတိုင်ပတ်တဲ့အခါနော်တိုင်ပတ်တဲ့အခါကရင်တော့မင်းလူတွေတိုင်ပတ်နေတာပေါ့ဟုတ်တယ်မလားဒါကတော့မဆန်းဘူးနေပုံထိုင်ပုံပြုတ်ဖို့လည်းအကုန်လုံးကပါလဲဇဘူတွေပါလက်ရတော့ကြောင့်ဩဘာနမိတ်ထွန်းနေဆိုတယ်ဒီတိုင်းသွားကြတာလေကဲဘယ်မှာတော့กว่าယဉ်ကျေးမှုကြံတော့မှာဟာအဲ့တိုင်ပတ်တဲ့ယဉ်ကျေးမှုကဘယ်ယဉ်ကျေးမှုနောက်တိုင်းလို့ပြောတော့လေဘယ်နိုင်ငံစလို့ဆိုမှမသိကလပ်တွေတဲ့အထွက်လာတာလေဟိုမှာတော့ကိုလုံးဒီကတာဟုတ်ပါရှင်းတယ်အဲ့လိုကရင်လည်းအပြည့်က copy ယူလိုက်တယ်ကောင်းတာနော်အဲ့ဒါဆိုလေတိတိကျကျပြောလို့အဲ့လိုလည်းမဟုတ်ခိုင်းထားပါတော့မျိုးရင်ချင်းမှုတွေငါပြတယ်နော်ခက်ဘလောက်မိလာတယ်ပေါ့အလေးကြည့်ရတာမဆိုးသေးဘူးနော်ဆိုလို့ဒါကြတော့ကြည်သလုံးကကျူရိုးလောက်ရှိတယ်နော်ကျူရိုးလောက်ရှိတယ်ဝိထတာက3လက်မချင်းပဲဝိပုလသမီးတွေဝိပုပါလေရှင်ဗျဟုတ်လားဟောမဟုတ်ပါဒါတွေရဝိပုလားဝိပုလက်ကဝဲပြအောင်လို့ပြောတော့ကွာအဲ့ဒါဘုန်းတို့ရဲ့ဆရာဓမ္မတိဆရာတော်ပြောတယ်ဒီလိုမျိုးသမီးတွေကမွေးတဲ့ကလေးတွေကြတော့ခရောင်းကြိုက်ဘာလဲအချီကျိုခရောင်းကြိုက်ထွက်လာမှာလေဟုတ်တယ်လေဘေးရသုံးလက်မဆိုတော့သမီးကြတဲ့တူမှရမှာလေအဲ့ဒါပါတော့အချီကျိုခရောင်းကြိုက်ထွက်လာမှာလူသားသမီးတွေကဲစဉ်းစားကြည့်ကိုကအဲ့လောက်တူမှတော့ဟိုတော့ကဖဖုံကြီးတပန်းဟောရတာရှိနော်ဒီလိုဆက်ကော့လက်ကော့ကလေးတွေသူတို့ရဲ့သားသမီးဖြစ်ရမှာဆွေးလိုက်တာစကတ်အတူလေးတွေဝတ်ပြီးခုံးနေကြလို့အမလေးခုကတော့စကတ်အတူဝတ်တွေတော်တော်ရင်ကြီးသေးတယ်စကတ်အတူဝတ်တာလေအခုပြောတဲ့ဒါ3လက်မချင်းပင်နေပါလိမ့်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒါတော့အဲ့တော်ကြီးပြထားမှာတော့ဘာကောင်းတာကြံအောင်ပါအခုကကြပိုးဆိုတက်တူးပါထိုးလိုက်တော့ပြီးရောအခုကယောက်ျားတွေကတက်တူးထိုးတာနေနေမိန်းမတွေကတက်တူးထိုးတာပိုးဆိုထိုးမဲ့ထိုးတော့လည်းဘယ်နေရာတွေတွားထိုးကြကြအောင်မသိဘူးနော်ဘယ်လိုပြမလဲတော့မသိဘူးဘယ်သူပြချင်လို့လဲမသိဒါမဟုတ်မင်းတို့ငါဟိုမလည်းပြောပြအဲ့ဒါတွေကဘာတော့ရည်ကျင်းမှုလားဘယ်ကနေလာတဲ့ဟာတွေတော့မိတိ model တွေလုပ်တဲ့ဟာတွေလိုက်သူတို့က model ဆိုတာပြစားတာမင်းတို့ကပြစားတယ်အဆင့်တော့ပေါ့ကိုယ်စင်းတဲ့ကိုနေရတယ်ကိုယ်စင်းတဲ့ကိုနေရမင်းတို့အနုပညာရှင်တော့အနုပညာရှင်မဟုတ်ပါဘူးမြန်မာပြည်အနုပညာရှင်မရှိတော့ပါဘူးအရာပညာရှင်ဒီများတဲ့ပို့ရိုင်းပြမယ်ရုပ်ပြမယ်ဒီဇကားတွေကြည်လေဇကားဘယ်လိုပြောကြအနေထိုင်ဘယ်လိုနေကြဘာအနှစ်သာရရှိတဲ့ကားတွေပဲရိုက်နေကြသေးလို့လေအဲ့လိုပြောရင်ဒီပညာရှင်တွေကပြောမယ်ငါစာရေးဆရာတွေပြောဆရာတွေပြောလို့ဆိုပြီးတော့တခါပေါက်တာကုလပညာရှင်တွေပြောမယ်ဟိုတော့ကဇမင်နာကြီးဥဖို့စိန်နော်ဥဖို့စိန်ကနေပြီးတော့ဗရိတ်ရသက်ကတာဟုတ်ကွာဗရိတ်ရသက်ကလိုက်တဲ့အခါဗရိတ်ရဆိုတာကလာမင်းသားဟိုလေကွာဘင်္ဂလားဒေ့ရှ်ကလာမင်းသားကလာမင်းသားဗရိတ်ရသက်ကိုကလိုက်တဲ့အခါမိမတွေကဥဖို့စိန်မရတဲ့အခါဥဖို့စိန်တရုပ်ဆောင်တဲ့ကလာမင်းသားပုံစံယူတော့ကလားတွေနဲ့ယူတယ်ငါဘာသာရေးခွဲခြားပြောနေအောင်လူမျိုးခွဲခြားပြောနေအောင်အနုပညာရဲ့ဆွမ်းအားကိုပြောတာကလားတွေနဲ့ယူကြအဲ့မှာဥပဇေဟာမဖြစ်ဘူးပါတော့ဒီတိုင်းလို့ဆိုရင်တော့ငါအမျိုးပါပြုတ်တော့တခါနောက်ဇက်တစ်ခုကနာမည်ကြီးတဲ့ဇက်တွေနော်ဗရိတ်ရသက်ကမင်းတို့ကြည့်ဘူးလားမကြည့်ဘူးကဘုရားရွှေစီနဲ့လေကွာဒီ
ဒီမှာပြရချင်းလုံးလေးငုံမလို့ရွှေဆိုတော့ထုံးလိုက်ရှိတယ်တို့ကောင်းကင်ပြန်သွားတာဟုတ်ပါတို့ငယ်ငယ်တော့ကြည့်ရတာဟုတ်ပါဟုတ်လားရွှေဆိုတာကြံသက်သားရဲ့သမီးလေးကွာဘာမှမသိတော့ကောင်းတယ်ကွာမင်းတို့မြန်မာမသမိုင်းလည်းမသိဘာမှမသိဟန်ကြတယ်ငါအားတွေတင်နေရတယ်ဟမ်တော်ဆိုရင်ကြာကောင်းတယ်ကွာမြန်မာပြည်ရဲ့ပညာရေးဘယ်သူသင်ပေးတဲ့ပညာရေးဖြစ်ကွာတော်အောက်တန်းကြတယ်တော်အောက်တန်းကြဒါပြောလို့တာပြောတာပါကွာမင်းတို့သင်တဲ့ဆရာမတွေမေးလေတဲ့ရေးရသိချင်မှသိမှာပါအဲ့တော့မင်းတို့လည်းအပြစ်ပြောလို့ဘုံဘုံကမသာဘူးထားတော့အဲ့ဒါနောက်တော့ပရိက္ခယာသက်မှာပါတဲ့အတိုင်းကလားမင်းသားတွေယူကြတော့ကလားတွေနဲ့ယူကြတော့အဲ့မှာဥပုသ်အဲ့သက်တော့ကလို့မဖြစ်ဘူးဟာငါအမျိုးတွေကလားတွေနဲ့ယူကုန်ကြပြီနောက်ဆက်တစ်ခုကဟိုရှိန်းဆိုင်ရာဟိုပေါက်ကိုပြောက်တဲ့ဆေးပေါ့ကိုရင်ဆောင်မိခင်ရင်းရင်မာမာကြီးသူမိမဘိုက်ခွဲပြီးတော့အတွင်းထဲကကလေးကိုစိတ်တိုင်းစားဖေးလုပ်တဲ့သူကလေမော်ဝင်အောင်လို့မော်စွမ်းနေရအောင်လို့ဆိုပြီးတော့အဲ့ဒါကိုဇလန်ကတဲ့အခါကျတော့ဝမ်ဒိုဘက်ကတကကြီးတယောက်ကအဲ့လိုပဲဥပုသ်စိန်လို့သူမိမဘိုက်ခွဲပြီးကလေးစားလို့ပါဆိုအဲ့ဒီမဟုတ်တော့ဘူးဒီဇက်တွေငါတောင်ရောမြောက်ရှောက်ကနေလို့မရဘူးငါအနုပညာရှင်တဲ့ငါလူကြီးများအောင်ဆိုပြီးတော့ငါထူးထူးဆန်းဆန်းနေရှောက်လို့ပြတာလူတွေကလိုက်လို့နေကြတယ်ဒုက္ခပဲညပိုင်းမှာအချောက်ကားတွေအများကြီးမရဘူးလားဒါတွေမတ်ကြည့်တယ်မတ်ကြည့်တယ်မင်းတို့ကောင်းတယ်ချောက်နေတဲ့ကောင်ပါသေးလားပါသေးလားငါမင်းပြောရင်လည်းအဲ့ဒါပေါက်သွားမထားလိုက်ရတော့မပြောတော့နော်ခဏတော့ပါလေဘုံဘုံကဒါနှိမ်ပြောတာမဟုတ်ပါဘူးလက်ခံပါကံနေနဲ့လဲဆိုင်တယ်သူတို့ရဲ့ယုံကြည်တဲ့နေနဲ့ဆိုင်တယ် LGBTQ+ အဲ့ဒါက lesbian ဘီယာဟာ bisexual နှစ်မျိုးလုံးရတယ်နှစ်ဘက်ချောနော်လုံးပြရတယ်လို့ပြောတာ bisexual LG G က gay ဟုတ်လား B က bisexual တဲ့ T က transgender တဲ့ပြောင်းထားတာတဲ့နော်အလုံးကနေအပြာပေါ်အပြားနေလုံးပေါ်ပြောင်းထားတာတွေပေါ့ transgender ကျူးကြတော့ဘာကြောင့်သိကြိုက်ထားတော့ကွာအဲ့ဒါတစ်လိုင်းလေးပါပဲနော်နှစ်မျိုးလုံးလိုချင်တဲ့ဟာတွေပေါ့အဲ့ဒါကိုမြတ်စွာဘုရားရှင်ကတရားထဲမှာထည့်ဟောခဲ့ပြီလားစကဝတိတုတ်တို့အက္ခညာတုတ်တို့မှာဒါပါတယ်နောက်ပိုင်းကျရင်လူတွေဟာဝိသမလောဘအာရမရာဂမိစ္ဆာဓမ္မဆိုတာအခုပြောတဲ့အချင်းချင်းတွေကိုပြောတာယောက်ျားချင်းမိန်းမချင်းယောက်ျားလာမိန်းမလာအကုန် okay ပဲကံဟိုနဲ့ပတ်တဲ့ဟုတ်လားအဲ့ဒါပဲချောင်းနေတဲ့ဟာမျိုးတွေပေါ့အဲ့ဒါမျိုးတွေပြောတာမြန်မာပြည်မှာတအားများသွားပြီအခုဆေးတွေချလိုက်ပို့ဆိုးရောဆေးတွေချလိုက်တော့လူစိတ်ပြောက်သွားပါလေဟုတ်လားလူစိတ်ပြောက်မသွားဘူးလားပျောက်သွားတဲ့အခါကျတော့သူတို့ရာဂစိတ်ပေါ်တဲ့တိုင်းနေတာပဲတချို့ဆိုရင်စုပြီးတော့ group sex ဆိုပြီးတော့လုပ်ကြတယ်လူမိန်းမကိုမိန်းမမရှိဘူးနောက်တော့ဒုနမကိုနမပါအကုန်ပါအတော်ရုပ်ပြတ်သိမ်းပြတ်ဖြစ်နေဒါမင်းတို့ဖြစ်နေတဲ့အခြေအနေကိုပြောပြဘယ်မှာတော့ယဉ်ကျေးမှုညီမယဉ်ကျေးမှုဘယ်မှာကြံနေသူနော်တားလို့သူအဲ့ထဲပါခြင်းလားဟိမပါသေးခြင်းလို့ဘုံကပြောနေတာလေခစ်ကြီးရဲ့လို့ဖြစ်နေတယ်ဆိုတော့အဲ့ဒီဟာကိုခစ်မိတယ်လို့ထင်တာခစ်မိတိုင်းကောင်းလားဒါကြောင့်မာဂရမင်းဆရာတော်ဘုရားကြီးဥက္ကုံတလာလို့ထင်တယ်အနေရိုးရမယ်အမြင်ဆန်းရမယ်ခစ်ပြဖြစ်ပြက်နေတဲ့ဟာတွေကိုအမြင်ဆန်းတန်းကြက်ကြက်မြင်တတ်ရအမျှော်မြင်ရှိရတို့တော့နေတဲ့ထိုင်တဲ့အခါယူရမယ်သားတို့သူတို့မှတ်တာမင်းတို့ယောက်ျားလေးတွေရောမိန်းကလေးတွေနောက်ကြတော့ရိုးနေတဲ့သူကတန်ဖိုးမြင်လာတက်လူတွေဘလချီရန်အောင်ထိုးထားရင်မင်းပြီးဖြတ်လို့လည်းမလွယ်လူထင်သေးခံအဲ့တော့ကိုဘာမှမရှိတော့မြဲဘုံဘုံတို့အမြဲတမ်းကြည့်အမြဲတမ်းဟန်ဆန်းဟုတ်တယ်မလားအေးလေငါဘယ်နှမ်းပေါ်ထားတာငါနဲ့တယ်ဘာလို့ငါဒီဘက်မှလည်းမရှိဘူးဒီဘက်မှလည်းမရှိဘူးခိုးတော့ချရတယ်ကောင်မင်းတပေါက်တွေဆိုငါစီးနေရအခုတော့ကိုပိတ်သွားပါပြီငါလည်းခေါ်တဲ့ချိန်တော့ခေါ်တာပေါ့ဒါကိုခက်ကခေါ်တယ်ဆိုတော့အခုကောင်နေကြတော့ဘာမှပြောလို့မသားဘူးနော်တက်တူးတွေပါလေတော်လေးကငါမထိုးမိလို့ရင်တော့နိုင်ငံခြားမှာနေတော့အဲ့ဒီကအဆိုးတော်တွေပါလေသူတို့လှုပ်တယ်ကိုလိုက်လှုပ်ချင်တာဟုတ်ပါတော့တကယ်တမ်းကျဘုံပြောတယ်ပြည်တွင်းက
လူတွေလောက်တာပဲဖြစ်ဖြစ်နိုင်ငံခြားလူတွေလောက်တာဖြစ်ဖြစ်ဟို idol တဲ့လာတာ idol တဲ့နော်ဗါလေဆယ်လီတဲ့သူတို့လောက်လို့လိုက်လုံးနေကြအမှန်မှာတော့ဘုံဘ idol လည်းမထားသေးကြဘူးဆယ်လီလည်းမထားသေးကြဘူးကိုယ့်ရည်ချက်ကိုယ့်ရည်မှန်းချက်တွေကိုဘဝကိုဖြစ်တည်စေခြင်းတယ်ဘုရားရှင်ပြောတဲ့စကားနဲ့ပြောရင်အတ္တဒီပါဓမ္မဒီပါကိုယ့်ပုံစံနဲ့ကိုနေရမယ်ကိုမိခိုးရမယ်သူတစ်ပါးနောက်ကိုလိုက်ပြီးအတုလိုက်ပြီးသူများပုံစံမလို့အောင်ကော်ပီတော့မလို့အောင်ဟုတ်ပြီလားအဲ့ဒါလေးတွေရေးကြည့်ရနော်ကိုင်းအဲ့ဒါတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုဆိုတဲ့အထက်မှာနေပဲအကျယ်ကြီးပဲတက်ရှိယဉ်ကျေးပြီးသတ်မှတ်ယဉ်ကျေးမှုတွေရှိတယ် tangible non tangible သို့မဟုတ် material culture mental culture spiritual culture ဘယ်လိုပြောလို့ရစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုမရှိဘူးလားဟဲ့အခြေခံတော့2မျိုးပဲကွာရုပ်ယဉ်ကျေးမှုနဲ့စိတ်ယဉ်ကျေးမှု2မျိုးမရှိဘူးလားရုပ်ယဉ်ကျေးမှုဆိုတဲ့မှာဘာတွေပါမလဲသားသမီးတို့ကံပြောကြည့်မင်းတို့နားလေတာခုနပြောခဲ့တဲ့ထဲမှာပါရင်ဘာတွေတော့အစာအသောအနေထိုင်အဝိအစာအကုန်မပါဘူးလားကဲတော့စိတ်ယဉ်ကျေးမှုကြဘာတွေပါမလဲအပြောဆိုလေစိတ်ထားကောင်းပါလေယဉ်ကြီးပြောတဲ့ဆိုတဲ့ရမယ်နေတဲ့ထိုင်တဲ့ရမယ်လူကြီးဒီမှာရိုးသေးသေးရှိရမယ်ရဟန်းတန်ကလေးရိုးသေးရမယ်ဥဒီမှာလေ့ကျင့်ထားတာဖြစ်တဲ့ဘုန်းတို့တွေ့တဲ့ဆိုရင်ဘုန်းတို့ခီးယူကြိုတဲ့လက်အုပ်လေးချီတယ်တိတ်ချစ်တာပဲမင်းတို့ကောင်းတယ်နော်သားတွေတပီးတွေဟုတ်လားအဲ့ဒီအဲ့ဒီခါကျတော့ဘုန်းတို့အဲ့လိုမျိုးဆိုဘုန်းတို့မေတ္တာပို့ပြတော့သားတွေတပီးတွေချမ်းသာပါသေးတကယ်ပေါ့ကွာမင်းငါတို့ခလုတ်တိုက်သွားတာပဲကောင်းဒီကောဘာကောင်းတော့ဟာပဲဘုန်းကြီးမှမသိငါတို့လည်းစိတ်ဆိုးပြစ်မင်းတို့လည်းကုသိုလ်ရအရှင်းသားလိုက်လက်အုပ်လေးချီလိုက်တာလေမင်းတို့ပြင်ပန်းလားသားတို့သမီးတို့လည်းမပင်ပန်းလို့ဘုန်းတို့လည်းစိတ်နဲ့ကျဉ်နဲ့သွားတယ်မေတ္တာလေးပို့ပြလေတော့ချမ်းသာပါစေဘေးရန်ကင်းပါစေတကယ်ပို့ပြပါတယ်အဲ့လကားပြောတာမဟုတ်ပါဘူးဟောအဲ့ဒါဆိုတော့ communication ကနှစ်ဖက်လုံးကကောင်းသွားတဲ့အခါကျတော့နှစ်ဦးလုံးချမ်းသာသွားတယ်ကဲမင်းတို့အဲ့ဒါကခင်မမီဘူးလို့ပြောလို့ရမရအခုကဘုန်းတို့ကလက်အုပ်ချီပြီးတော့ဘာသာရေးယဉ်ကျေးမှုရမင်္ဂလာပါဘာညာနှုတ်ခွန်းဆက်တာနေဟောထိုင်းကြတော့ဒါကိုရစပါဒီခဟိုကမဟုတ်သူတို့ရဲ့ဟိုလိုထိမ့်မဲ့လို့တောင်ဖြစ်သွားတို့ဗုဒ္ဓဘာသာနိုင်ငံတွေတွေ့တာနဲ့အေးနှမကိုင်းဆဲနေကြတော့တာနော်ကဲဘယ်လောက်ရိုင်းသွားလဲရိုင်းတာကောင်းလားကောင်းပါရှင်ဗျာတိတော့တိတာပဲဟုတ်လားနော်အဲ့ဒါကြောင့်ဒါကိုအလေးကျင့်ကောင်းအနေနဲ့လေ့ကျင့်ရမယ်ကဲရေးကျင့်ခြင်းကဘယ်နှမျိုးလဲတော့6မျိုးဖတ်ကွာရေးကျင့်ခြင်း6မျိုးရေကျချင်းက6မျိုးပေါ့အဲ့ဒါမင်းတို့စာအုပ်ထဲမှာအကုန်ပြည့်စုံရေးပြီးသားပါနော်အဲ့ဒါဆိုတော့ဒါနေတော့ရေကြီးရမနေရ6ဌာနလို့ပြောပါတော့နော်အိမ်မှာလည်းရေကြီးတရားလေးရှိတယ်ခိုင်းတာအိမ်မှာရေကြီးတရားလေးတွေမင်းတို့လက်လန်းမိသလောက်ပြောကြည့်တာအိမ်ရေချင်းဘာတွေလိုက်တာလဲမလုံးနဲ့မကြိုက်ဘူးဒီလိုလေးလက်လေးထောင်ပြောရဲပြောအိမ်ကိုတန်ရှင်းထားဟုတ်လားတန်ရှင်းအောင်ထားမယ်တော်လိုက်တာဒါနော်နောက်ထပ်ပြောအဲ့ဒါတာနဲ့တင်းရတိတ်တော်တာပဲကွာဒါနော်တေးသေးမွဲမွဲလေးလို့မထင်နဲ့ဘောနောက်တစ်ချိန်အချိန်ရရင်နောက်ပိုင်းကျမှပြပြဗီဒီယိုလေးပြ leadership ကိုတင်တဲ့ဟိုအမေရိကန်နိုင်ငံကရေတပ်ဗိုလ်ချုပ်တွေကသူခေါင်းဆောင်မှုစွမ်းရည်တွေတင်တဲ့အခါသူဘယ်ကနေစပြောလဲဆိုမနေ့အိယာထားတဲ့အခါအိယာသိခဲ့ပြီလားကိုအိတ်ထတာကိုအိယာမသိဘူးချင်းတော့မခောက်ဘူးဆိုရင်ခေါင်းဆောင်မှုအဝေးကြီးကြံနေတယ်ကိုတောင်ဝင်ကိုကမယ်အိယာသိရဒီလောက်ကလားခေါင်းမိုးနဲ့ကိုမကြလျှော်ရတယ်အဲ့ဒါတွေကမှုတ်တက်နေမေရင်ကျက်တာတွေနှာသီးတာတွေချောင်းဆိုးတာတွေဖြစ်စရာတွေအများကြီးပဲဟုတ်လားအဲ့တော့ဘုန်းတော်ဝီနီမှာတော့အမျိုးသမီးဘိက္ခုနီမတွေကိုမြတ်စွာဘုရားဝီနီပြည့်ညက်ခဲ့တယ်9ရက်တခါနေလမ်းရမယ်အေးခင်းတွေခေါင်းပုံတွေရင်စည်းတွေအဲ့ဒါတွေအဲ့တော့အမျိုးသမီးတွေဆိုတော့မှုတ်နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်သွားတယ်တို့ကယောဂပုံများဒီနေ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ကင်ဆာဘာကင်ဆာညာကင်ဆာဆုံးနေတာပဲအဲ့ဒါတွေကအဓိကတော့မှုမနိုင်တာပဲအနေထိုင်အစားအသောက်မမှန်လို့ပဲဟုတ်ပြီလားအဲ့တော့ဒီကိုရဖြစ်နေကြပုံမှန်ဖြစ်နေကြအချိန်လေးဆိုရင်ကိုကလက်ဖက်တုပ်တွေသားတာတွေအသက်တွေသားတာတွေအသေးရ2သက်လောက်မလို့ခံအဲ့ဒါမျိုးဒါတွေအကုန်လုံးကသတိထားပြီးတော့ကိုယ့်ရဲ့အစားအသောက်အနေထိုင်ပြင်တဲ့ကိုတော်တော်ဟာပြဿနာနေတာပေါ့ဟုတ်လားဘုံဘကစီအောင်နဲ့တယ်ဘုံဘငယ်တော့မယ်10တန်းထိ
10 တန်းပြည့်ပြီးတော့ရန်ကုန်သွားတော့မလဲတလန်လုံးစီးအောင်သွားတာငါပြင်မနာရောအဲ့တော့သွားရတယ်လေပြင်မနဲ့ကွာပုံကားနဲ့ရန်ကုန်သွားကပ္ပယာကြီးစီးရအောက်ကလည်းမီတိုကြီးတွေရောငပိတွေရောတိတ်ပြင်မနာဒါမင်းတို့မမွေးလောက်တယ်ငါ2000ခုနှစ်က10 တန်းအောင်နော်အဲ့ဒါဆိုတော့ပြင်မလိုက်တာစီးရအောင်နောက်တော့ဘုံမအမြဲတမ်းရေကိုအမြဲတမ်းဝအောင်တော့နော်စီးအောင်တဲ့ဟာတွေမသားအဲ့10 တန်းနောက်ပိုင်းအဲ့နောက်ပိုင်းအခုစက်လေးကိုစီးအောင်လာတယ်ပဲဖြစ်တော့နောက်ဘုံကဘိုင်းနာတတ်တယ်ဘိုင်းနာအေးပိုင်ဘိုင်းနာတာဘုံကအေးပိုင်ဘိုင်းနာအဲ့ဒါဆိုဘုံဘာပလက်လေးတစ်ပါးလောက်တောက်လိုက်ရင်ဘုံကအဆင်ပြေသွားတယ်ဒါကြောင့်ဘုံအမြဲတမ်းဆောင်တတ်တယ်နောက်ဘုံက temperature မညီဘူးနှာစီးတယ်နှာစီးလွယ်တယ်အပူအေးပူလွန်းလည်းစီးတယ်အေးလည်းစီးတယ်အဲ့ဒါဘုံကဗာမီသွန်လေးတစ်ပြားလောက်တောက်လိုက်ရင်အဆင်ပြေသွားတယ်ကိုယ့်ရဲ့အခြေအနေကိုသိရခြေသလုံးလေးအေးလာရင်ကဘိုင်းနာတော့မယ်ကိုတတိထားဟုတ်လားအဲ့ဒါမျိုးတွေတတိထားလိုက်ရဆိုရင်မင်းအဲ့ဒါ prevention is better than cure ဆိုတာကိုပြောတာကြိုတင်ကာကွယ်ရင်ကုသခြင်းလည်းကောင်းတယ်ဆိုနော်ကြိုတင်ကာကွယ်လိုက်တာနဲ့တောင်းတမှာကျန်းမာရေးနဲ့ပတ်သက်ရင်မကောင်းတာသိမရှိဘူးဒါဘောအခုကျန်းမာရေးနှစ်တိုင်းစစ် medical check up လုပ်လိုက်အခုချိန်ကြီးရတော့ကျန်းမာတယ်စီချိုမရှိဘူးသွေးတိုးမရှိဘူးမဖြစ်သေးဘူးအခုချိန်ကြီးမျက်လုံးကောင်းနေတယ်အနည်းနီဝေးဘောမျက်မှန်တွေပါနေမဆောင်အောင်ကွန်ပျူတာတွေနဲ့ဗီဒီယို editing တွေပါလုပ်မယ်ဆိုရင်တော့ကွန်ပျူတာကာတဲ့မျက်မှန်သုံးနေဘူးတဲ့သွားရင်ဒီကမျက်မှန်သုံးလှချင်လို့မဟုတ်ဘူးနေအောင်ခြေထဲမှာပါတဲ့ UV တွေအန်ရများတယ်နော်အဲ့ဒါကြောင့်ဘုံဘက protection လုပ်တဲ့နေတဲ့နေကမျက်မှန်တွေပါတွေသုံးတယ်ဒါအမေလောက်ထားပါလေဟုတ်တယ်မလားအဲ့ဒါလေးတွေဒါ view site ရအချက်ကြိုင်ဟုတ်ပြီဗျာအိမ်တိုင်းရင်ချင်းပြောသားမဟုတ်ကနေတစ်ခုနှစ်ခုလောက်ဒါအိမ်တိုင်းရင်ချင်းဘာတွေလိုက်နာတင်သေးတယ်အဲ့လိုမပြောပါနဲ့ဆိုဒါမြန်မာပြည်မှာပဲတောင်းမြောက်ပြောလို့ရတယ်ကလက်လေးထောင်ပြောသမီးပြောဟေးထမင်းသားရင်းနဲ့တကားမပြောဘူးတရောင်းသားလေးလူတယ်ဟုတ်လားကောင်းလိုက်တယ်သမီးပြောပေးနေတဲ့လက်နဲ့မလိုက်တယ်ဟုတ်တယ်နော်ဘုံဘုံတို့ဆိုတာကျောနာဘောပါရုပ်ဘုံဘုံတို့ဆောင်းဝိုင်းမှာဘုန်းကြီးတွေတွေ့ဘူးတဲ့နော်အခုတော့ရွှေသမင်းတရားတော်ကနေ့2 ရက်ရှိဒီဟင်းဤပကံလေးတွေတက်ထားတယ်ဘုံတို့ကြောင်းကြလို့ထားတယ်ကိုယ်စောနဲ့ကိုယ်ပကံနဲ့ဟင်းတော့အလဲကောင်းခွက်ကြည့်တဲ့မနှက်အောင်ဆရာတော်ကဒါကျမရေးအရာလည်းဖြစ်တယ်ဝိနည်းအရာလည်းဖြစ်တယ်ဝိနည်းအရာလည်းဘုံတို့လူတောက်လိုက်တယ်နှကန်းတွေးပေးသွားတယ်ဒီထက်ပြန်တဲ့အကတ်ပြတ်သွားအဲ့ဒီဟင်းရီကိုဆက်တောက်တဲ့ဘုန်းကြီးတွေအကုန်အာပတ်တယ်စားနေနေလေဒါကြောင့်ကိုယ်ပကံလေးနဲ့ဟောတက်ကျမရေးရဆိုရင်လည်းဒီကိုဗစ်တို့လို့ဗီပို့တို့လို့စီပို့တို့လို့အကာအကွယ်ပြီးသားဖြစ်သွားကိုယ်ပကံလေးနဲ့ကိုမကုံမဲနဲ့လည်းမထဲနဲ့ကုံတလောက်လေးထဲတော့ဟောဒါမျိုးလေးတွေပေါ့အဲ့ဒါဘုန်းကြီးတွေပါတချို့ကြတော့ပါသူဆိုရင်လည်းခတ်လိုက်တဲ့လိုက်ပြီးတဲ့ခါဟိုမှာဒီဆုံးဝိုင်းနေမှာလက်ကြီးတွေနဲ့မေတူနေအောင်လုပ်တာမျိုးလေးဒါလေးတွေရှိအခုလူတွေဆိုလည်းအဲ့လိုပေါ့ဟုတ်လားအဲ့ဒါလေးကိုစိုက်ပြီးဆိုရမလို့လားလွတ်လားမလို့ဘူးလားတချို့အတန်မြအောင်တောက်တာလည်းမရှိဘူးလားတော့ရှူဆိုတော့ပုဂ္ဂိုလ်ဆိုတာဝတ်တွေသားတာကြားဘူးလားဝတ်သားတာဘာတွေမြည်တော့ဘလိုနွားတွေရေတောက်တာတွေ့ဘူးလားမင်းတို့အခုကနွားတော်တော်ရှားသွားပြီပေါ့နော်နွားငက်ရေချသူရှူနေတော့ဟင်းတွေအဲ့လိုတောက်မတော့ဘုံတို့အတန်မြည်တောက်တာနဲ့အာဘတ်တဲ့ကိုယ်နေဘုံကြီးတွေလူတွေကြက်လဲအဲ့ဒီအတန်လေးမြည်လိုက်တာနဲ့မင်းတို့ဟောဖြစ်တော့နော်ဒါအထင်သေးတရားဖြစ်သွားမင်းတို့ရှော့မတော့နဲ့နိုင်ငံတကာမှာ international business ethics ကိုသင်တဲ့ကဒါတွေပဲသင်တာနော်ဟိုမှာပကံလုံးတွေချတာလေဟောတာကဟင်းတောက်တဲ့ပကံဆိုတော့ဟောတာဝိုင်တောက်တဲ့ပကံဒါကရေတောက်တဲ့ပကံဒါကအချွေတောက်တဲ့ပကံသူမတူဘူးအဲ့ဒါဝိုင်တောက်တဲ့ပကံနဲ့သွားပြီးရေထက်တောက်အဲ့ဒါထင်သေးသွားဒီလောက်ကသာဟိုက view site တင်တာနော်အဲ့လေသွားကျန်ရတဲ့ဘုံတို့ဒီဟာလေးစက်ကြည့်အောင်ဗါတယ်တို့ဖတ်ကြည့်ပါဦးအိမ်မှာအိမ်နဲ့ရင်ချင်းချင်းကိုပြောတယ်မောင်နှမချင်းတက်ပြတ်ဖို့လိုလားမလိုဘူးလားညီကောင်မောင်နှမချင်းရဖြစ်ဖို့လားတစ္ဆာဆိုလို့ရဖြစ်ကိုဖြစ်ဖို့ပါတယ်ဗျာလို့ပြောသူနှောင်ချိန်ချအောင်နဲ့မကဘူးနော်အဲ့ဒီငငယ်နဲ့ညင်ကအဲ့ဒါမိဘနေတဲ့လက်ဆိုင်တကယ်တမ်းကျဘုံတို့သားတော်သမီးတို့ပြန်ပြောတော့လေပညာရေးရဲ့သဘောတရားကမင်းတို့တွေကျင့်လို့မရဘူးဒါပေမဲ့မင်းတို့ကစကျင့်တော့ဒါကြောင့်သားတော်သမီးတို့ရဲ့နောက်မျိုးဆက်
အိမ်တော်တွေဘာတွေကြလို့ကိုသားသမီးတွေရလာတဲ့အခါကိုကတန်းတစ်ခုဝင်တာတွေကကိုသားသမီးတွေနောက်မျိုးဆက်တွေပို့ကောင်းသွားတော့တကယ်တမ်းကျတော့လက်ဦးစီယာမြေထိုက်စွာပုတ်ဖာစရိယမင်းနဲ့ပါမိဘတွေကအရေးကြီးဆုံးပဲကလေးတွေကိုဘလို့သင်ခဲ့တာလဲဘလို့သင်ပေးပါနော်စားတာတောက်တာနေတာထိုင်တာပေါ့ညီကောင်မတော်ချင်းသူ့ကြတော့ပိုးပြီးတော့ဦးစားပေးတယ်သူ့ကြတော့ဦးစားပေးမှုတွေညံကောင်းတယ်အကြီးမအတော်ညံကောင်းတာဟိုအငယ်ကောင်းတော့လေငယ်ငယ်နဲ့ရတယ်ကြောင်းကြတော့လေပဲအတန်းအောင်မှုမနေလို့လေဆိုငယ်ကောင်းအလိုလိုနှိမ့်တယ်ဘယ်သူကနှိမ့် trauma စိတ်ဓာတ်ရအမေတို့အဖေတို့အမကြီးကိုဦးစားပေးတယ်အမကြီးကသူ့ရန်သူဖြစ်သွားစိတ်ထဲကရန်သူဖြစ်သွားကြီးတော့အိမ်မောင်တို့ကအမွေလူကြရောခင်ဗျာသမီးခိုင်ပေါ့ဗျာအကျုပ်ငယ်တော့လည်းခင်ဗျာဘာဆောင်းလျှောက်ခဲ့တာပါဟောအဲ့လိုပြောတယ်အမလီရင်နာလိုက်တာဟဲ့သူရင်နာမဟုတ်ဘူးအကုန်လုံးပါးရတွေပါသူကသူပိတ်ချကြိုက်လို့ရှာနော်ကိုလုတ်ခဲ့တဲ့ဒုက္ခပဲအဲ့ဒါပါသားသမီးတွေကိုဆက်ဆံတဲ့နေရာမှာတောင်းမှလည်းမှန်ကမဆက်ဆံတဲ့တော့ခွဲခြားဆက်ဆံတဲ့အဓိပ္ပာယ်ရောက် discrimination ဟာသားလေးကတယောက်တည်းမို့သားလေးကိုတခါလေလူသမျှအကုန်ပေးသမီးတွေကြပြစ်ထားနော်သမီးတွေကဗျံမတာနေထိုင်သားတော့မသိဘူးနောက်တော့သမီးတွေကဒုက္ခတွေရောက်လာတဲ့အခါညီတို့ဘယ်လိုလုပ်လားဖြေမိပါတယ်နော်အဲ့ဒါဘယ်လိုထိမ့်သိမ့်မသက်လို့လဲဒါကြောင့်လောကနိတိတွေကဒါကိုပြောတာဟောဟုတ်လားအမိဟာအပြင်ရန်အဖအတွင်းရန်သားသမီးကိုမထိမ့်သိမ့်မဆောင်ရောက်တတ်ဘူးဆိုရင်မိဘတွေကသားသမီးရဲ့ရန်သူတဲ့ဗျသားသမီးရဲ့ပါတယ်တော့သားသမီးကိုမထိမ့်သိမ့်မဆောင်ကြတဲ့သားသမီးတွေရဲ့ရန်သူကဘယ်လိုတော့မိဘနှစ်ပါးသားသမီးတွေရဲ့ရန်သူပဲရန်သူဆိုတာပေါင်းဆိုအကျိုးစီးပွားမဲ့အောင်လုပ်တာပေါ့အဲ့တော့မိဘတွေကပဲသားသမီးတွေကိုအကျိုးစီးပွားမဲ့အောင်လုပ်တာနဲ့အတူတူဖြစ်သွားတယ်ဒါကြောင့်နိုင်ငံတကာမှာကျတော့မိဘတွေကိုသားသမီးတွေကိုဘယ်လိုပြုစုထိန်းသိမ်းဆောင်ရှောက်ရမယ်ဆိုတဲ့ဟာအစိုးရကနေတေချာသင်ပေးတယ်ပညာရေးမှာဘုံဘုံတို့နိုင်ငံမှာ home education ဘုံဘုံသင်တန်းတစ်ခုဖွင့်လို့ရဲ့တက်မဲ့တူမရှိ parental education သိမ့်ဝင်တာဘူးဘာတော့မိဘတွေပညာရေးပါတော့ကျူရှင်ပို့လိုက်တယ်လေတို့ကလေးမေး$ဘယ်လောက်ပေးရတာဒေါ်လာနဲ့ပေးရတာမြန်မာဝယ်ဆိုဘယ်လောက်ကြလဲဟိုတို့တန်းနဲ့ပို့လိုက်တာပဲတို့တစ်နှစ်နဲ့ပို့လိုက်တာပဲကလေးတွေကမြန်မာလိုတော့တက်တယ်ဒါမှမြန်မာရင်ချင်ဘူးမသိသင်တဲ့ဆရာမလည်းမသိဘူးလေတချို့ကျတော့အင်္ဂလိပ်ကျောင်းတွေပို့လိုက်တယ်မြန်မာသားပါမတက်တော့အေးရောပို့ဆိုးသွားနော်အဲ့တော့မြန်မာပြည်ထဲနေပြီးတော့မြန်မာသားမတက်တဲ့သူတွေအများကြီးပြမြို့မှာအဲ့လိုမျိုးတွေဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့မိဘတွေအထင်းသေးဆောက်ရှောက်ပညာရေးသဘောတရားကိုနားလည်မှုလွဲနေတာတွေပေါ့ဟုတ်လားကဲဒါလေးပြဖတ်ပါအောင်ပါရောမိသားစုတွေကဘောရမတွေရံမဖြစ်ဘူးမိဘတွေစိတ်မချမ်းသာဘူးလားငါစိတ်ကိုမချပါဘူးဟဲ့နောက်ကြောမလုံးပါဘူးငါအပြင်ထွက်တာနဲ့ညီတို့ရံဖြစ်ကြတော့တာပဲဒီလိုမျိုးပေါ့မိဘတွေကအဲ့တော့မိဘတွေကအပြင်သွားတော့စိတ်ချမ်းသာရှေ့လို့လို့ရတာနောက်ကမဖြောင်းဒီလိုမျိုးဟုတ်လားမိဘတွေအပြင်ထွက်တာနဲ့အိမ်ထဲမှာဖြစ်ချင်တိုင်းဖြစ်တော့ပြက်ချင်တိုင်းပြက်သွားတာဟောအဲ့လိုမညီညွတ်တဲ့မစေးလုံးနဲ့မငြိမ်းချမ်းတဲ့မိသားစုတွေပေါက်ထားတဲ့ရွာဟိုအိမ်နဲ့ဒီအိမ်ဘာဖြစ်ကြအမျိုးတွေချင်းချင်းဘာဖြစ်ကြရက်ွက်တွေချင်းချင်းဘာဖြစ်ကြတိုင်းသားတွေချင်းချင်းဘာဖြစ်ကြတနိုင်ငံလုံးဘာဖြစ်နေကြစစ်ပွဲတွေငြိမ်းရင်နေဆိုရင်အေးအနေစာပြီးတင်ပြရမင်းနိုင်ငံတော်ဘယ်သူမှမလုပ်နိုင်လုံနိုင်တဲ့မြန်မာနိုင်ငံမှာခေါင်းဆောင်မရှိဘူးတကယ်တမ်းကျတော့အဲ့လိုလုပ်လို့မရခေါင်းဆောင်တွေလည်းလုပ်လို့မရဘူးပညာရေးကြီးတယ်မိဘတွေကပါဒီအမြင်တွေပြောင်းပေးဖို့လိုတယ်ဘုံဘုံတစ်နှစ်ကတရားပွဲတွေသဘောနောက်ပိုင်းမှာဟိုနိဗ္ဗာန်ရောက်ကြောင်းဆိုတာခဏထားနိဗ္ဗာန်ရောက်ကြောင်းလာရင်လာရိတ်တာလာရင်လာခဲ့ဘုံတည့်တရားသကန်တွေရှိတယ်အဲ့ဒီခါမျိုးတွေတော့နိဗ္ဗာန်ရောက်ကြောင်းတွေပြောတယ်ကျန်တဲ့အချိန်ကတော့အပြင်တရားပွဲတွေတော့သားသမီးတွေကိုမိဘတွေကိုလို့ထိန်ကြောင်းမလဲအဲ့ဒါတွေနဲ့ပတ်သက်တဲ့ပညာရေးစနစ်တွေကိုပဲဘုံဟောတယ်အဲ့ဒါပဲဟောကျင်တော့တယ်ဘာဖြစ်လို့ဆိုတော့အိမ်တွေမှာမိဘတွေဆိုအဲ့လိုမျိုးသားသမီးတွေကိုမကင်တွယ်မထိန်ထိန်မဆောင်ရှောက်တတ်တဲ့အခါအများကြီးတိုင်းပြည်တွေနစ်နာဆုံးရှုံးတာနေမြန်မသွားဘူးလားဒါကြောင့်မိသားစုညီညွတ်တဲ့မိသားစုငြိမ်းချမ်းတဲ့မိသားစုကိုတာဝန်ကိုယူတတ်တဲ့မိသားစုဖြစ်ဘုံဘုံက၄တန်းလောက်နေရတော့မှအဖေတို့ကအမေတို့ကထမ်းတက်တဲ့ကအဖေထမ်းတက်တော့နောက်ကနေတော့ဥကောက်လိုက်နော်အဲ့ဒါတော့သွားတယ်ဆိုရင်
ကျောင်းသွားတယ်ဆိုရင်ကျောင်းသွားတဲ့လွယ်အိတ်ထဲမှာကျောင်းစိမ်းဘောင်းမီလေးအင်ကြီးလေးပစိုးလေးထည့်သွားတော့အိုးကောက်လိုက်တဲ့အစုပ်ကလေးတွေနဲ့ပစိုးစုပ်လေးတွေအင်ကြီးစုပ်လေးတွေနဲ့ဒါသွားတော့အဖေထမ်းတက်တဲ့ဟာတွေပြီးအောင်ပြီးသလောက်ဖြစ်အောင်ပို့ပြီးနော်အဲ့ဒါပြီးမှအတန်းကျောင်းကလွယ်ထဲမှာပါလာတဲ့ဝတ်စုံလေးတွေနဲ့အတန်းကျောင်းသွားအတန်းကျောင်းပြန်လာလဲဘုံဘုံတို့ကျူရှင်တွေမရှိသေးဘူးအဲ့တော့ရှစ်တန်းထိဘာကျူရှင်မှမနေဘူး9တန်းလောက်ကျမှအကိုတွေအမတွေသိပြီ10တန်းတစ်နှစ်လုံးမှာ8000ပဲကုန်တစ်နှစ်လုံးတော့ကျောင်းစိတ်ရောကျူရှင်ကားတွေရောအကုန်လုံးမှာ8000ပဲကုန်မင်းတို့ကြားတောင်ကြားဘူးမဟုတ်8000ပဲနော်အဲ့ဒါဆိုတော့ထားတော့ဆိုတော့နောက်9တန်း10တန်းလောက်ရောက်တော့တောင်သူလှုပ်တတ်တယ်ငါထွန်နေရောထေရောဘုံကုန်လှုပ်တတ်တယ်9တန်း10တန်းလောက်ရတယ်အဖေကထမ်းတော့တက်တော့ကျွမ်းတယ်တောင်သူလို့မကျွမ်းနော်အဲ့ဒါဆိုဘုံဘုံတို့လှုပ်တက်အောင်တင်တာထမ်းတက်တော့လည်းမင်းတက်ကတူဆိုရင်ဘုံဘုံတို့ကတက်ကတူမသွားခင်ထမ်းတော့ရင်သွားတာဟုတ်ပါပြီးမှမင်းတက်ကတူမင်းငါတို့တက်ခဲ့တော့တက်ကတူတက်တော့စပိန်နဲ့နင်းတယ်ဟာသလင်းကြီးဘက်ကနေပြီးတော့မင်းမြေချင်းနှမြေကူးဟိုကမုံရတက်ကတူသွားတက်စပိန်ကချိန်ဖို့မပါဘူးမင်းခုကကောင်နဲ့ဖင်ကောင်းကျဲတယ်မင်းဆိုင်ကနေသွားတာဟုတ်လားဆိုင်ကနေသွားတော့အခုကျတော့ဗာလဲဖြစ်သွားနော်စစ်တပ်ဘိန်းလို့ဘာလို့နဲ့ဒီလိုဖြစ်တာဟုတ်ပါပတ်တန်ကြတပြားမှမချနိုင်အိမ်ကျတော့ဘာလဲကြောမမတည်ဘုံဘုံတို့အဲ့ဒါကျောင်းတွေကပြန်လာရင်နေခင်းပဲဆိုအမေထညက်ချက်တော့ထညက်အုပ်ကူပြီးတော့မင်းမွေးပေးရတယ်ထညက်အုပ်ကူပြီးတော့ထိုးပေးရတယ်ထညက်ကူပြီးတော့ချက်ပေးရတယ်ငါခြေထောက်တွေမှာမထညက်ဘူးလောင်းထားတဲ့တန်ရာတွေရှိဒါပေမဲ့ကျင်းနဲ့အဲ့ဒီတန်ရာတွေကငါအလုပ်လုပ်ခဲ့တဲ့ဟာဘလောက်ကုန်စရာကောင်းလဲ treatment အလုပ်လုပ်ခဲ့တဲ့ဟာတွေမိဘတွေကိုကူခဲ့တဲ့တက်တွေအမေရောကူခဲ့တယ်အဖေရောကူခဲ့တယ်9တန်းလောက်နဲ့တမင်းအကုန်ချက်တယ်ဘေမေသွားရင်ငါတို့ကတမင်ဆုံးမပြတ်ဘူးနော်ဆွမ်းတော်တယ်မပြတ်ဘူးနော်ကျောင်းဘုန်းကြီးကျောင်းလာရင်ကိုတော်တွေလာပြီးဆွမ်းရင်လောင်းတယ်ဆွမ်းတော်လောင်းတယ်ဟုတ်သားတွေသမီးမင်းတို့အချက်ပြုတ်ဘလောက်နိုင်နေပြီလဲအလျှော်ဖို့ဘလောက်နိုင်နေပြီလဲနော်အဖေကထမ်းတက်တော့ညဆိုရင်းတောင်ကိုနော်လျှော်ချလျှော်သက်အကုန်လုံးကူပေးခဲ့တယ်အိမ်ထဲမှာမင်းအိမ်ဝင်းကြီးကအကျေးဆိုတော့မင်းအသီးပင်တွေကိုစိုက်ခရမ်းတွေရောဂေါ်ဘီတွေရောပန်းဆိုလဲအမေဖျားပန်းတော့မေမျိုးပန်းတွေပါအကုန်စိုက်ပေါက်ပြားလေးတစ်ချက်နဲ့အားမနေငါတို့စူးစမ်းခဲ့တာပြောတာကျင်နဲ့တယ်ကိုကျင်နဲ့တယ်အခု40ရှိပြီအမေကလည်းပြောတယ်တခါမှနော်ဒုက္ခမပေးခဲ့ဘူးတဲ့သူတို့တဲ့နော်မိဘတွေလည်းဘုန်းတို့စဉ်းစားလိုက်တဲ့အမြဲတမ်းကျင်နဲ့ဘုန်းတို့မိဘတွေကိုလည်းအလုတ်ခိုင်းခဲ့လို့ကျင်နဲ့ကျေးဇူးတင်ကိုတောင်ဝဲကိုယူတဲ့အောင်သင်ပေးခဲ့တဲ့မိဘတွေကျေးဇူးတင်အခုကျတော့မိဘတွေကကိုတောင်ဝဲကိုယူတဲ့အောင်မသင်ဘူးအကုန်လုံး ready made လုပ်ပေးလိုက်တော့သားသမီးကြီးကအသုံးမကျတဲ့သားသမီးသူတို့ရဲ့အသက်အရွယ်လိုက်အသုံးချတဲ့အောင်နေတဲ့ထိုင်တဲ့အောင်တာဝန်ယူတဲ့အောင်သင်မပေးတဲ့ခါအသုံးမကျတဲ့သားသမီးဘလို့အသုံးကျတဲ့သူပါမှာပါဟုတ်လားမပါဘူးလို့ပြောတာပါဘုံပြောတာမင်းတို့သဘောပေါက်လားအသုံးကျတဲ့သားသမီးဖြစ်ဖို့အရေးကြီးတယ်ရှက်စရာမရှိဘူးအလုပ်ဟူတို့များဂုံရှိသွားအေးအလုပ်ကနေလို့မြင်လို့မရှိဘူးအလုပ်မလုပ်တဲ့သူကမှရှက်စရာကောင်းခြေတန်းဖြီးပြီးတော့လည်းအလုံးမလို့တက္ကသိုလ်တက်တော့လည်းအလုံးမလို့အခုလည်းနိုင်ငံခြားသွားမယ်မင်းနိုင်ငံခြားသွားပြီးတော့မင်းအလုပ်တွေလုပ်တယ်နော်နိုင်ငံခြားပြန်လာမင်းတို့အလုပ်လုပ်မှာဟုတ်အရင်ကအကျင့်တွေပြန်ပါလာတယ်အဲ့ဒါမျိုးမလုပ်ကြပါနဲ့ဟုတ်လားအေးအဲ့ဒါတော့ဒီမှာဖတ်ကြည့်ပါဦးပါတော့ကန်လဲခဏလေးကယူကြီးတွေရဲ့အလုပ်ပေါ့ကူဘူးလားမကူဘူးတဲ့သားသမီးတွေချက်တရားမရှိပါဘူးမိဘတွေကိုကိုယ်တော်ကောင်းမှမသိခဲ့ဘူးဆိုတဲ့သူတွေလက်ထောင်ကြည့်တာမရှိဘူးနော်မိုးချိုးပြစ်ခိုင်းလိုက်ရမလားရွေးပြီးတော့လေမိုးချိုးပြစ်တော့ဓာတ်တော့လိုက်လို့ဓာတ်လိုက်အောင်တော့လုပ်လို့ရတယ်ဟုတ်လားမကူပဲမနေခဲ့ဘူးပေါ့ဟုတ်လားဒါကောင်းတယ်နော်အဲ့ဒါကြောင့်ဘုံဘဒီလိုမျိုးနေရာတွေကိုထားသိချင်တာတင်တဲ့ဂျပန်တင်တဲ့ကိုရီးယားတင်တဲ့တွေ့ရနေရမှာဒါဒီလိုပုံစံတကြကိုတာဝန်ကိုယူခိုင်းတဲ့အလုပ်ခိုင်းတဲ့နေရာတွေကိုနေသေးရအဲ့ဒီကြမှာအစုနဲ့အပေါင်းနဲ့အသင်းနဲ့နေတဲ့ထိုင်တဲ့သားတဲ့တောက်တဲ့ကိုတာဝန်ကိုယူတဲ့အလေးချင်းပါပေါ့နိုင်ငံခြားကြအကုန်ကိုတာဝန်ကိုယူရတိုင်းထားတော့ဒါလေးဖတ်ကြည့်ပါလေလောကမှာမင်းတို့ဘယ်ဘက်ကနေခဲ့တာသုံးတဲ့ဘက်ကနေခဲ့တာရှာတဲ့ဘက်ကနေခဲ့တာထွက်ပြီးကြုံခိုင်းပြီးရှာလိုက်ကြအောင်ဟေးနော်ထွက်ကြုံခိုင်းပြီးရှာလိုက်ကြအောင်ပါအဲ့ဒီကြပတ်သက်တယ်ဘုမင်းတို့သိတာလေဟောအ
ဖေတို့အမေတို့ခက်ခက်ခဲခဲရှာခဲ့ရတာကိုငါတို့ထင်သလိုသုံးခဲ့တာတန်ဖိုးမဲ့သုံးခဲ့တာဖြုံးပစ်ခဲ့တာလေမိဘတွေသူများစီရဲ့ပတ်စံရှားချီဟိုအလေးပေါင်းတရားလေးပေါင်းမျက်နှာငယ်လေးတဲ့မျက်နှာပညာသင်နိုင်ဖို့အလင်းမမီတော့မိဘတွေစူးစမ်းခဲ့ရအဖေလို့တဲ့သူအမေလို့အသက်ကုန်စူးစမ်းခဲ့ရခေတ်ကာလကြီးကမကောင်းတော့ပိုးပြီးခက်ခဲကြက်တဲ့အခုမင်းတို့နိုင်ငံခြားသွားဖို့ဆိုသိရာနဲ့ချီကုန်အောင်ပါသူတို့ဘယ်လိုရှာကြမလဲမသိဘူးဒါပေမဲ့မင်းတို့ကပတ်စံလေးနှစ်ပဲသပြားရှာလဲရှာနိုင်အောင်ပြီးတော့ခင်ဗျားတို့လိုသုံးနေကြဟမ်ကြောက်ဒီကလောလိုလဲရတာကုန်ပြီလောက်ရင်လောက်တာမင်းတို့ကပတ်စံရှာတဲ့အောင်မင်းတို့စောစောနဲ့ခိုင်းသေးချင်မမမင်းတို့10နှစ်လောက်နဲ့လွတ်လိုက်ရနိုင်ငံခြားပွားကြတဟာဆိုပြီးတော့ဘောင်းပြောတယ်နော်သူများနိုင်ငံတွေကသူ့အသက်အရွယ်လိုက်ကိုတာဝန်ယူတဲ့အိမ်မှာတချင်းစနစ်တကျတယ်တို့ကမရဘူးတာဝန်မဲ့နေခဲ့တာဝန်မဲ့ကြီးလာဟောပြီးကြီးလေရောလူကအဖြုံးသမားတွေအသုံးချတဲ့သူမပါဘူးဖြစ်ဒါကြောင့်လောကမှာအလွယ်ဆုံးလောကပါတော့အခက်ဆုံးဟာအသက်ရှာလာခက်တယ်နော်ဒီချာစဉ်းစားပြီးရှာခဲ့ဟာဘလောက်ခက်တယ်တော့ဆိုတော့မင်းတို့သိလေအဲ့ဒီကြမိဘတွေရဲ့ဂျေဇူးမိဘတွေရဲ့ကြိုးစားအားထုတ်မှုကိုနားလည်လိုက်လိမ့်မယ်ခင်ဗျားတို့မွဲနေလို့ကျွတ်တို့ဒုက္ခရောက်တာမဟုတ်ဘူးသူတို့ဆွမ်းလောက်ကြိုးစားခဲ့တာရှာခဲ့တာနော်တို့တော့ငါတို့ကအသုံးမချခဲ့တာလည်းပါအမှန်မသိခဲ့တာလည်းပါနော်ကိုယ့်အရွယ်နဲ့ကိုလက်အောင်မိဘတွေကိုကူညီပြီးတော့ဈေးရောင်းတဲ့နေရာလေးရောင်းလုပ်လို့ရတဲ့နေရာတွေအများကြီးလုပ်ခဲ့တယ်အိမ်ထဲမှာမြေတွေပိုးနေတယ်အိမ်ချက်စရာလေးတွေချက်ခဲ့စိုက်ခဲ့လားနော်အမေအလုံးများနေတယ်အမေအဝတ်တကူရှောပေးခဲ့လားသမီးဘလောက်ကူချက်ပေးခဲ့တော့ထင်းခွဲတဲ့နေရာအဖေသက်တောင်ထင်းကူခွဲပေးခဲ့လားဘာတွေလုပ်ပေးခဲ့တော့အဲ့ဒါတွေမလုပ်ပေးရင်ငါတို့ကအဖြုံးသမားတွေနေခဲ့တာအခုရှာကုန်ယုံပြီးရှာသားဟာပြီးရင်လည်းစုအောင်ပါရမင်းတို့မစုတဲ့ရင်တော့နိုင်ငံခြားရမယ်ပတ်စံရရတယ်နော်တို့ပတ်စံလည်းထွက်တယ်အများကြီးထွက်တာအဲ့ဒါမရှာတဲ့အများဘုံဘုံနိုင်ငံခြားမှာနေတော့ဒေါ်လာ1000ရောက်တယ်ရတယ်စသချင်းအလုပ်မှာဒေါ်လာ1000ရနော်ခုကစီနဲ့ဆိုမသေးဘူးပေါ့ဒေါ်လာ1000ဆို45သိန်းဒါအနေဆုံးနော်အခြေခံလာတာပဲရှိတယ်ဥပါဒိုင်တွေပါနေဆိုအများကြီးထားတော့100ကဘုံကအိမ်လာကတော့ဒေါ်လာ100ထားတယ်နောက်တစ်ခုက100က80ဘုံသုံးတယ်တစ်လားလုံးစားတာ80ကုန်30ဘုံအဲ့ဒီမှာစစ်လက်တွေပါတွေတော့တခြား3ရက်နေရာလေးတွေသုံးတယ်ဖုံးဘေးဖြစ်တဲ့ဟာတွေပါတွေတော့ပါတယ်အဲ့30 200 800ရအောင်စုတယ်800ရအောင်စုတယ်အဲ့တော့မင်းတို့အနည်းဆုံးမရဘူးဆိုတော့အနည်းဆုံး60ရာခိုင်နှုန်းမှမစုနိုင်မင်းတို့လူမွေးလူတောင်ပြောင်းပြန်လိုက်လိမ့်မယ်မထင်နဲ့40လောက်ကိုမင်းတို့ပြန်ပြီးတော့မင်းတို့အရင်ဒီအတွက်တော့60လောက်မင်းတို့စုခဲ့အဲ့60လောက်အိမ်ကိုစိတ်မချဘူးဆိုရင်20ရာခိုင်နှုန်းမင်းတို့ကကိုယ့်အကူစုတာအိမ်ကို40ရာခိုင်နှုန်းပို့တချို့မိဘတွေလည်းအမှန်မသိဘူးဟိုကပို့ပြီဆိုအတက်ကုန်ဖြုတ်ပြလိုက်မင်းတို့ပြန်လာတော့နွားလိုပဲပြန်ဖြစ်တယ်နော်အဲ့ဒါတော့ကိုပညာရေးအတွက်ကိုရဲ့ရင်းနှီးမြှုပ်နှံမှုအလုပ်ကိုင်းတစ်ခုခုကိုပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ရည်မှန်းချက်လေးရှိတဲ့အတိုင်းလုပ်ဖို့20ရာခိုင်နှုန်းလောက်ကိုစု40ရာခိုင်နှုန်းလောက်ပို့40ရာခိုင်နှုန်းလောက်နဲ့သားတာတောက်တာနေတယ်အကုန်လုံလောက်အောင်တော့လှူတဲ့တန်းတဲ့နေရာအဲ့40ရာခိုင်နှုန်းနဲ့ကနေလှူရွှေထားပြီးလှူဒီထက်60ရာမထိနဲ့20ကိုအရင်နှီးအတွက်ကိုဘဝအတွက်အရင်နှီးထား40ကိုအိမ်ဖို့ဟုတ်လားအဲ့ဒါတော့ဘယ်လောက်တော့40ကဇယေအလှူဒန်းတဲ့ဒီထဲမှာပါမယ်ဟုတ်လား40ကအိမ်ဖို့20ကကိုရဲ့ဘဝအတွက်ရင်းနှီးမြှုပ်နှံမှုထားအဲ့ဒီချိုးတဲ့မင်းတို့ကြိုးစားကြပါကြံတဲ့သူထက်တာငွေပိုးကြံတယ်မဟုတ်တော့ပိုတော့လွှဲတာပေါ့ဆိုမပို့ဘူးပြမယ်နိုင်ငံခြားအမေသားစရာတောက်စရာအမေပြောစရာပါစရာပိုးတယ်ဗျနော်အဲ့ဒါဆိုသူများဓပုံရိုက်သွားချင်းပြီးတဲ့သူသွားချင်းပဲသူများအဝတ်စားဝယ်ဝယ်ချင်းပဲမင်းတို့အလှသွားတာမဟုတ်ဘူးအလုပ်လုပ်သွားတာအဲ့ဒါလည်းမှတ်ထားငါတို့အလုပ်သမားဆိုတဲ့အသိမွေးတာမင်းသားမင်းသမီးတွေရုပ်ရှင်မင်းသားမင်းသမီးတွေတစ်တော့ဆက်လီလို့သွားမနေနဲ့အဲ့လိုမနေရမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်လောကမှာအလွယ်ဆုံးလောက်ကပိုက်ဆံသုံးတာပိုက်ဆံဖြုံးတာအခက်သုံးတာပါတော့အဲ့ဒါမင်းတို့တိသွားရင်မင်းတို့အလုပ်လုပ်ရတာတန်ပါတယ်ဘုံဘောကမင်းတို့အဲ့ဒီညင်လေးတွေပါရောက်သွားသေးကြနိုင်ငံခြားမှာပတ်စံရှာတာဘလောက်ခက်တယ်လေအဲ့ဒီစိတ်ဓာတ်ကိုမွေးခဲ့မြန်မာပြည်ကြလည်းဒီလိုများရှာအဲ့ဒါလိုတုံဆွဲတက်အောင်နေအဲ့ဒါဆိုသားတို့သမီးတို့ကတက်လူမွေးလူတော်ပြန်လာပါလိမ့်မယ်နော်အသက်30လောက်ဆိုမင်းတို့ကိုယ်ပိုင်လုပ်ငန်းရှိသွားလိုက်မယ်အသက်40လောက်ဆိုမင်းတို့တော်တော်အိမ်တွေရသွားလိမ့်မယ်မဟုတ်ရင်တော့40ကျော်ရင်မင်းတို့ခွေးဖြစ်အောင်ပဲရောတက်တူဖြစ်မှာမဟုတ်ဟုတ်လားအသက်လူကအသက်ကြီးလာတာများညင်စိုးတွေကပုံများဒါကြောင့်ကိုညင်ကောင်းလေးတွေစနစ်ကောင်းလေးတွေငငယ်နဲ့လေ့ကျင့်ထားကြဟုတ်လား
ကဲရတော့မနေ့ပါမှာစမ်းဒီနေ့တော့ပါအားလုံးမင်္ဂလာပါမင်္ဂလာပါသားရသမီးတို့